စီဇန်2အပိုင်း2ရဲ့အစမှာတော့မြို့ထဲမှာလူတွေသွားလာလှုပ်ရှားနေတော့ငလေလှုပ်မှုဖြစ်ပေါ်လာပြီးတချို့ကတော့ပြင်ရင်သွားမှာပါလို့ပြောဆိုနေကြကြပါတယ်။ချက်ချင်းဆိုလိုပဲအဆောက်အဦတွေပြောကြလာပြီးတမျိုးလုံးမှာရှိတဲ့အိမ်တွေလမ်းတွေဟာမြေကြီးတွေကိုပြိုကျသွားကလူတွေလည်းထိတ်လန့်ကုန်ကြပါတယ်။အဲ့ဒီနောက်မှာတော့ဘာတွေဖြစ်နေလဲလို့ဆိုကကြည့်လိုက်ကြပြီးခဏကြာပါတော့မြို့လေကောင်မှာတွဲပေါက်ကြီးပေါ်လာတာကိုမြင်ရမှာပါ။လူတွေကတော့တွဲပေါက်ကြီးကိုကြည့်ပြီးဒုက္ခပဲလို့ဆိုကတွဲတဲ့ကိုဓာတ်ပေါ်ရလိုက်တဲ့အခါမှာတော့တွဲတဲ့ကနေမျက်လုံးလိုအရာတွေများစွာပေါ်လာပြီးအကောင်ပေါင်းများစွာထွက်လာတဲ့အခါမှာတော့ထိတ်လန့်ကထွက်ပြေးကုန်ကြပါတော့တယ်။အကောင်တွေကမြို့နယ်ကိုပြန့်နှံ့သွားခဲ့ပါတော့တယ်။ယုံကြည်စိတ်ချရပြီ။ Mobile Legends တိုင်းပေါ် BOC UC HOK တုံးတွေနဲ့ Roblox Robux တွေကိုလည်မြန်သောဝန်ဆောင်မှုနဲ့ Game Shop တစ်ခုကိုရှာနေပါသလား။ဒါဆိုရင်စိတ်မပူပါနဲ့ Game Shop ရှိပါတယ်။ Game Shop မှာဆိုရင်နနက်၈နာရီကနေည10နာရီထိလွယ်ကူလည်မြန်စွာဝယ်လို့ရမယ်။ဒါအပြင် in-game item တွေအပြင်ကိုမှ Bigo Light Time ပေါ် Telegram Premium, Align Motion, Canva နဲ့ CapCut Pro စတာတွေကိုပါတနေရာထဲမှာဝယ်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ကိုကယုံကြည်စိတ်ချရပြီးကောင်းမွန်သောဝန်ဆောင်မှုနဲ့ Game Shop တစ်ခုကိုရှာနေတယ်။ကောင်းရှုံးစရာမလိုပဲတနေရာထဲမှာပြည့်စုံစီပြီးဝယ်ယူနိုင်တဲ့ Game Shop မျိုးကိုရှာနေရဆိုရင်တော့ဒီ Game Shop ကတင်အတွက်အကောင်းဆုံးစောင့်ကြည့်မှုတွေနဲ့ဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ။နောက်တစ်ခါမှာတော့အဖွဲ့သားတွေလေ့ကျင့်ပြီးသွားတဲ့အချိန်မှာတော့ကာတယောက်မောဘန်တွေကချွေးပြပြကြနေခဲ့ပါတယ်။တယောက်တည်းအပြေးလေ့ကျင့်နေခဲ့ကဒရိုက်တာရဲ့စကားကိုပြန်ကြားအောင်နေခဲ့ပါတယ်။ရှင်နိုမီယာကတော့အချိန်မရှိဘူးဆိုကအဖွဲ့ခေါင်းဆောင်အခန့်ကိုဖွင့်လိုက်ချိန်မှာတော့ခေါင်းဆောင်ဖြစ်သူကဖင်ထောင်နေခဲ့တာကြောင့်အံ့ဩသွားခဲ့ချိန်မှာသူ့ကိုပတ်စံချီဖို့ပြောလိုက်ပါတယ်။အရင်လကလာစာတွေမရှိတော့တာကြောင့်လို့ဆိုကရှင်နိုမီယာကတော့လက်အောင်ငယ်သားစီကပတ်စံချေတာယူလာတော့မဟုတ်ဘူးမဟုတ်လားလို့ပြောလိုက်ပါတယ်။ခေါင်းဆောင်ကတော့ငွေကလွဲပြီးကျန်တာမတောင်းဆိုဘူးဆိုကငွေချီနေခဲ့ပါတယ်။မီယာကတော့အဖို့ပြွေးဖို့သာတောင်းဆိုနေခဲ့ပြီးအဲ့ဒီအချိန်မှာကရုံးရောက်ရှိလာကသွားဖို့အချိန်တန်ပြီလို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှာတော့အသင်းဆောင်နေတဲ့အဖွဲ့သားတွေကိုခေါင်းဆောင်ဝင်လာကအရေးကြီးတဲ့ညှိနှိုင်းမှုလုပ်နေလို့ဆိုကအဖွဲ့တက်ထွက်မယ်လို့ဆိုလိုက်ပါတယ်။တွင်းပေါက်စီကိုထွက်လာကြပြီးမြို့ထဲမှာတော့လူတွေအကုန်ပြေးလွှားနေကြပါတယ်။ကားကျူကောင်တွေကတော့မြင်မြင်သမျှကိုဖျက်ဆီးကပြည်သူတွေကိုတော့တတ်မှတ်ထားတဲ့နေရာကိုသွားဖို့တိုက်တွန်းနေခဲ့ပါတယ်။လူတွေကရဲရဲခတ်နေကြပြီးတနေရာမှာတော့ကောင်မလေးတယောက်တန်းရထားကအကုတ်ဖြစ်သူကိုကြောက်တယ်လို့ဆိုနေခဲ့ပါတယ်။အကုတ်ဖြစ်သူကတော့တေချာပေါက်တက်ဖွဲ့တက်လာမှာပါလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာကန်းကျူကောင်ကြီးရောက်လာကကားကိုကန်ထုတ်လိုက်ပါတယ်။အကုတ်ဖြစ်သူကတော့အရှိကနေကားပေးထားကတက်ဝတ်ဖြစ်တဲ့နာယူမီလာပါလို့ပြောနေခဲ့ပါတယ်။ကန်းကျူကောင်ကစားဖို့လုပ်နေချိန်မှာအလင်းတန်းထွက်ပေါ်လာပြီးနာယူမီရောက်လာကကန်းကျူကောင်ကိုရှင်းပြလိုက်ပါတယ်။ကောင်လေးကနာယူမီကိုခေါ်လိုက်ချိန်မှာမလေးမစားခေါ်တဲ့အတွက်နာယူမီကတော့အိမ်ကိုပြန်ပြီးအမေရဲ့ဖုန်းနဲ့နာယူမီမိုက်လက်တာလို့ဆယ်ကောင်ကြီးများတော့ post တင်ခိုင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့အဖွဲ့ဝင်2ဦးရောက်လာကခလေး2ဦးကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဖွဲ့သားတွေဆက်သွယ်ကအခြေအနေကိုမေးမြန်းလိုက်ပါတယ်။ပြည်သူတွေဘေးကင်းဖို့အဓိကဦးစားပေးလို့ပြောလိုက်ပြီးနေနေနယ်မြေကိုမြားခေါ်သွားဖို့မှာကြားလိုက်ပါတယ်။အဲဒီနောက်မှာတော့ရှင်နိုမီယာတီဆက်သွယ်လိုက်ပြီးကိုင်းကျူကောင်တွေကိုတစားမကြံရှင်းပြဖို့ပြောလိုက်ပြီးပြည်သူတွေရှင်းပြောင်းလို့ပြီးရတယ်အစွမ်းစားကိုပြဆန်းပါလို့ပြောလိုက်ပါတယ်။ထိတ်ကြောက်ကန်မှာတော့ခေပေါက် A နဲ့ B ကိုပိတ်ဖို့ပြောလိုက်ပါတယ်။ဒရိုက်တာကတော့လောက်ရမှာတခုပဲဆိုကကိုင်းကျူတွေကိုနှိမ်နှင်းမယ်လို့ဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကိုင်းကျူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။ကိုင်းကျူတွေကိုမြားခေါ်ပြီးတာမို့နှိမ်နှင်းတပ်ဖွဲ့စတင်လို့ရပြီလို့ပြောလိုက်ပါတယ်။မီယာကတော့သူမရဲ့လက်နက်ကိုထုတ်လိုက်ကသူမစတင်ထွက်ခွာပြီလို့သတင်းပို့လိုက်ပါတယ်။တပ်ဖွဲ့ကိုစီစဉ်ထားတဲ့အတိုင်းမီယာကိုကူညီဖို့ပြောလိုက်ပါတယ်။မီယာကတော့ကိုင်းကျူတကာကိုစတင်တိုက်ခိုက်လိုက်ကအပိုင်ပိုင်ခုတ်ထစ်လိုက်ပါတယ်။လက်နက်ကိုဝေရကပြက်မှတ်ကိုနှိမ်နှင်းလိုက်ပြီလို့ဆိုလိုက်ပါတယ်။မီယာကတော့မလုံလောက်သေးဘူးဆိုကဒူကားဆောင်အာရိုရှိကပုံမြန်တယ်လို့ဆိုကသူ့ထက်ပုံပြင်းတဲ့ကိုင်းကျူကောင်ကိုပိုင်းချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဖွဲ့တအူးကကိုင်းကျူကောင်ကိုခမတ်မိုက်တိုက်ခိုက်လိုက်တာလူသစ်တွေနဲ့အစင်ချင်းမတူဘူးလို့ဆိုလိုက်ပါတယ်။ထိတ်ချုပ်ခံကတော့မီယာထက်မှန်တပ်ပြလိုက်တဲ့အတန်ကိုကြားရတော့သူလဲလန့်သွားခဲ့ပါတယ်။နိုင်ယိုမီကတော့ကိုင်းကျူကောင်ကိုကြည့်ကထူးဆန်းတယ်လို့ဆိုလိုက်ပါတယ်။ပွဲစိတ်မျိုးစားတွေကမြေပေါ်ကိုတက်လာတာရှားတယ်လို့ဆိုလိုက်ပါတယ်။လိုက်ကောင်းတွေမြေရောက်တွေမှာတွေ့ရတတ်ပေမဲ့မြေပြင်ပေါ်လာတာပထမဆုံးပဲလို့ဆိုလိုက်ပါတယ်။ကာဖကာကတော့ကြောက်တူးတွေတုံးကထိန်းချုပ်ရေးခန့်ကတော့ကိုင်းကျူရှေ့ရဲ့အစွမ်းကိုကြီးကြတာပေါ့လို့ပြောလိုက်ပါတယ်။အခွင့်အရေးပဲလို့ဆိုကအသွင်ပြောင်းလိုက်ပြီးလေဘော်ခုန်တက်ကကိုင်းကျူကောင်ကိုတီးထည့်လိုက်ပေမဲ့ပြန်ကန်ထုတ်လိုက်တာကြောင့်လွင့်ထွက်သွားပါတယ်။ကာဖကာကတော့ဒဇယ်တစ်ပိုင်းလောက်ပြောင်းုံနဲ့မရတော့ဘူးလို့တွေ့ကတွေ့ဝရမယ့်အချိန်မဟုတ်ဘူးလို့ဆိုကကိုင်းကျူတကောင်လုံးအသွင်ပြောင်းလိုက်ပါတော့တယ်။အသွင်ပြောင်းတာမအောင်မြင်လိုက်ပဲကိုင်းကျူကောင်ရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။အပြက်စီးတွေကြားမှာကာဖကာကိုတွေ့လိုက်ရပြီးအသွင်ပြောင်းတာမအောင်မြင်လိုက်ဘူးလို့ဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အေယာပြင်းဟိုဂျိုမျိုးစားကိုတွေ့လိုက်ရပြီးပြစ်မှတ်ကကာဖကာရဲ့အောက်ကနေထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ခေါင်းထိပ်ကနေကိုင်းကျူကိုထွက်ပေါ်လာကအားလုံးလည်းအံ့ဩသွားခဲ့ပါတယ်။ကိုင်းကျူကိုကတော့ကိုင်းကျူရှေ့ရဲ့တုံ့ပြန်မှုကိုတွေ့လို့ထွက်လာတာကိုမရှိလို့စိတ်ပြတ်စွာပြောလိုက်ပါတယ်။ကာဖကာကိုမင်းကကိုင်းကျူရှေလာလို့မေးလိုက်ပါတယ်
ကော့ဖ်ကာကိုတိုက်ခတ်လိုက်ပြီးပခုံးကိုထိမှန်သွားကအသွင်ထပြောင်းလိုက်ပေမဲ့မရပြန်ဖြစ်နေပါတယ်။နာယူမီကိုတိုင်းတိုက်ခိုက်မယ်ဆိုကထွက်သွားပေမဲ့နောက်ထပ်ကမ်းခြေနယ်စိတ်ရှိတကောင်ထပ်ပေါ်လာခဲ့ပြန်ပါတယ်။နာယူမီကတော့ကိုဝါရှိတာလားဒါမှမဟုတ်အစာကလေးကနှစ်ကောင်ရှိတာလားဆိုပြီးတွေးနေခဲ့ပါတယ်။ကမ်းခြေကောင်ကကော့ဖ်ကာကိုတက်ပြီးစွမ်းအားတွေယူမယ်လို့ဆိုလိုက်ပါတယ်။ကော့ဖ်ကာကိုတိုက်ခိုက်လိုက်ကလွင့်ထွက်သွားခဲ့ပါတယ်။ကော့ဖ်ကာကတော့ထပ်မံအသွင်ပြောင်းမှုစူးစမ်းပေမဲ့မအောင်မြင်ခဲ့ပြန်ပါဘူး။ကိုင်းကျူကောင်ကကော့ဖ်ကာကိုတိုက်ခိုက်ဖို့ပြင်လိုက်ချိန်မှာရှီနိုမီယာရောက်လာကကိုင်းကျူကောင်ကိုပိုက်ဖြတ်လိုက်ပါတယ်။တစ်ဖက်မှာတော့နာယူမီနဲ့ကိုင်းကျူကိုတကောင်နဲ့စကားပြောနေခဲ့ကကိုင်းကျူကောင်ကစတင်တိုက်ခိုက်လိုက်ပြီးနာယူမီကရှောင်ထွက်သွားခဲ့ပါတယ်။နာယူမီကိုမင်းကကိုင်းကျူရှစ်တဲ့ပုံတမာလာလားလို့မေးလိုက်ပါတယ်။နာယူမီကတော့ကိုင်းကျူစကားကြောင့်တင်းသွားကခေါင်းကနေပိုင်းချလိုက်ကအပိုက်လေးလက်ဒီနေရာပါတယ်တခက်ရက်သွားခဲ့ပါတယ်။နောက်ပိုင်းနေဆက်လက်ကြည့်ရှုနိုင်ဖို့တာတီ channel လေးကို like and subscribe လုပ်ထားခဲ့ပေးပါဦး။အစောတိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။